ရှေကန်းနေကျောင်းမှာဒါဆယ်မီနာလေးတစ်ခုရှိလို့သွားနေရပါတော့ဖြစ်ရှင်တော့အခုစီးနေတဲ့ line ကသားလို့တဲ့ coffee ဆိုင်ရှေ့ရောက်မှာဗီဒီယိုလေးရိုက်လာခဲ့တယ်U-Bahnhof Ulandstraße Ulandstraße ရဒါလို့တဲ့ coffee shop ပါ coffee shop ပေါ့နော်ရှေ့ဒီမီးပွိုင်းဖြတ်ပြီးလို့ချင်းတော့coffee ဆိုင်ရောက်ပါလိမ့်မယ်ရဲ့ဆိုင်နာမည်က Buffalo ပါပေါ့နော် Buffalo ပါ coffee ဆိုင်ဒီဘက်ပေါ့ပုံမှန်မြင်နေရတဲ့ Buffalo ပါဆိုတာဒါအလုပ်တဲ့ coffee ဆိုင် Okay ကိုကြောင်းဆက်သွားလိုက်အောင်နော်ရန်ကုန်က 1PS စီလေဒီလိုမျိုးလေးစိတ်ကြလိုက်ကောင်းလိုက်ပါနော်An der Orania. Germany လဲနေရာတွေကတော့နေချင်းစပွဲပါရာသီဥတုလေးကပြုံးလွင်လို့တဘာဝအဲကွန်တိုင်းလေးပဲနေရာအေးစိမ့်လေးပါ